အားလုံးပဲမင်္ဂလာပါဒုတိတော်လေး YouTube channel လေးကနေကိုရီမားတွေအားလုံးကိုနေထွေးသာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုနေတဲ့အကိုရီမားတွေအားလုံးပဲတဦးတယောက်မကြမ်းစိတ်ချမ်းသာကိုကျမ်းမာကြပါစေစိတ်သွားရင်းကိုပါလို့စမ်းသားတွေတလုံးတဝရကြပါစေအသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပါရရှိပါစေလို့မျိုးတွေအားလုံးကိုပထမဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲချစ်တော်လေးတွေအားလုံးပဲတော်လေးရဲ့အခုဗီဒီယိုဖိုင်လေးကိုဝင်လာပြီးဆိုတာနဲ့လိုက်လက်မလေးတယောက်တစ်ချက်စီနှိပ်ပါ channel လေးကို subscribe နှိပ်ရသေးတဲ့အမျိုးတွေလည်း channel လေးကို subscribe လေးတယောက်တစ်ချက်စီနှိပ်ပြီးကြည့်ပေးပါအများမြင့်များတွေ့အများပေါင်းတော်လေးရဲ့အခုဗီဒီယိုဖိုင်လေးကိုရှယ်မှုရှယ်အားလေးနဲ့ကူညီသွားပေးပါအကိုတွေမတွေအားလုံးပဲကဲချစ်တော်လေးတွေအားလုံးပဲမနှက်ပြန်အတွက်မှာမနှက်ပြန်အတွက်ကိုအကျိုးရှိစေမယ့်ကဏ္ဍလေးတွေကိုမျှဝေပေးတာဖြစ်တဲ့အတွက်အစားဆုံးလေးကြည့်ဗီဒီယိုဖိုင်လေးဖြစ်တာမလို့တူတူနဲ့လိုရင်းပဲသွားမယ်အကိုတွေမတွေကဲတော်လေးတို့ဒီနေ့တလင်းလာနေအဖွင့်နဲ့နေကုန်မှာတော့နှစ်ကြိမ်စရာမှာတော်လေးတို့ဒီညနေမှာ53ဆိုတဲ့ကဏ္ဍလေးနဲ့အခွေကီးလေးနဲ့တော့အဆင်ပြေခဲ့တယ်အကိုတွေမတွေအားလုံးပဲဘာနဲ့မှကတ်ထိုးစရာမလိုချစ်တော်မျိုးတွေကိုပြောတယ်နော်53ဆိုတဲ့ကဏ္ဍလေးနဲ့ဒဲအခွေကြီးလေးအဆင်ပြေခဲ့တယ်ပေါက်ကြတဲ့ရကြတဲ့ကိုရီမာတွေပေါက်ကြီးလေးတွေမက်မနက်ပိုင်းမှာဆိုရင်လေတော်လေးတို့အပူလေးနဲ့အစီပြေတင်တာနော်ချစ်တော်လေးတွေအားလုံးပဲဘာဖြစ်လို့လဲဆိုတော့တော်လေးတို့ပေးတဲ့အပူလေးထည့်ပြီးမပါတော့လေဒါကန်တရားပေါ့တော်လေးပြောတယ်အကိုရီမာတွေကိုအဖွင့်နေမှာအပူကြိုက်တယ်လို့တော့တော်လေးပြောခဲ့တယ်နော်ဒါပေမဲ့ပေးတဲ့ထဲမပါတော့လေအောင်ပွဲခံလို့အဆင်မပြေဘူးပေါ့ချစ်တော်လေးတွေရဲ့နော်ကဲဒါပေမဲ့ဒီညနေမှာတော့53ဆိုတဲ့ကဏ္ဍနဲ့ပေါက်ကြတဲ့ရကြတဲ့ကိုရီမာတွေပေါက်ကြီးလေးတော့မှန်းခဲ့ပါနော်တော်လေးပေးတဲ့အခွေကီးမှာအားစရာတော့မလိုဘူးနော်လေးလုံးအပြီးတွဲအခွေမှာ53ဆိုတဲ့ကဏ္ဍလေးနဲ့တော့အဆင်ပြေခဲ့တယ်ကဲအခွေကီးလေးနဲ့ဒီနေ့အကျဉ်းနဲ့လိုက်ရပေမဲ့မနေ့ပြန်အင်္ဂါနေ့မှာ2သီးစား3သီးစားတွေနဲ့အကောင်းဆုံးစူးစမ်းပေးမှာဖြစ်လို့အစားဆုံးမရင်မကြော်ပဲနဲ့ကြည်ပါဗီဒီယိုဖိုင်လေးဖြစ်လို့အကိုရီမာတွေအတွက်ဗီဒီယိုနေရာကုန်တာမဟုတ်ပါဘူးမရင်မကြော်ပဲနဲ့အစားဆုံးကြည့်မယ်ကဲနော်ချစ်တော်မျိုးတွေအားလုံးပဲတော်လေးရအဖွဲဝင်လေးနေတဲ့ကဏ္ဍလေးတွေမခေါ်ပြခဲ့မှာအဖွဲဝင်လေးတွေအားလုံးပဲတော်လေးမှားစရာရှိတယ်နော်လူသစ်ကိုတွေမတွေရောလူဟောင်းကိုတွေမတွေရောဒီဗီဒီယိုဖိုင်လေးကိုအစားဆုံးလေးကြည့်သွားတော်လေးပြီးတဲ့ကဏ္ဍဒီ3ရက်အတွင်းစောရမယ့်ကဏ္ဍဖြစ်တာမလို့3ရက်မကျော်ဇာတို့ပတ်တီတစ်လုံးနဲ့မွေးနှစ်ကွက်ကိုပေးတာဖြစ်တဲ့အတွက်တော်လေးဘက်ကအာမခံပတ်တီအာမခံမွေးကွက်တွေကိုတော်လေးရဲ့နော်ဗီဒီယိုဖိုင်လေးအောက်မှာ comment မှာဝင်မမှန်းပါနဲ့နော် comment မှာဝင်မမှန်းပါနဲ့အဖွဲဝင်ကအဖွဲဝင်ကဏ္ဍနေတိုက်ကနေတိုက်ကဏ္ဍမတူပါဘူးဒါကြောင့်မလို့တော်လေးရဲ့ချစ်တော်လေးတွေအားလုံးပဲနော်ကိုကဏ္ဍကိုဘာသာကိုအဖွဲဝင်ပြီးစောရတဲ့ကဏ္ဍဖြစ်တဲ့အတွက်အလေးနဲ့ထားရတဲ့ကဏ္ဍဖြစ်တဲ့အတွက်အကိုရီမတွေအတွက်အရေးကြီးဆုံးကဏ္ဍပါတော်လေးပြီးတာတလင်းလာနေပဲရှိသေးတယ်အင်္ဂါဗုဒ္ဓ2ရက်ကြံသေးတယ်3ရက်တွင်စောရမယ်ကဏ္ဍဖြစ်လို့ကျန်2ရက်တွင်အောင်ဆက်ပြီးစော့ပေးထားပါနော်လူသစ်ကိုရီမတွေတချို့လူသစ်ကိုရီမတွေမတည်သေးတဲ့အတွက်တော်လေးရှင်းပြတာအချက်တော်လေးတွေအားလုံးပဲတော်လေးပြီးတဲ့ပတိမွေးကွက်တွေကိုလည်း comment မှာမချပါနဲ့ comment မှာမရေးပါနဲ့ comment မှာမမှန်ပါနဲ့ချစ်တော်လေးတွေအားလုံးပဲဒါတောင်းဆိုတာတော်လေးရဲ့အဖွဲဝင်လေးတွေစီကန်းလေးတော့ရှိပေးပါဒါလေးတစ်ခုတော့တော်လေးပြောချင်တယ်မတိသေးတော်လေးကိုလာမေးပေးပါဒါပေမဲ့တော်လေးမတိရအောင်လဲအကိုတွေမောက်တွေကိုတခါတည်း YouTube မှာတော်လေးပြောပေးထားတယ်3ရက်အတွင်းစောရမယ့်ဇာတို့မွေးကွက်ကိုတော့ကြံရံအတွင်း2ရက်ကြံသေးတယ်ဆက်ပြီးတော့ဇာတို့မွေးကွက်တွေကိုဆက်ပြီးလိုက်ပေးထားပါเนาะချစ်တော်လေးတွေအားလုံးပဲမနှက်ဖြောင်းနော်အားကောင်းတဲ့ကဏ္ဍပဲတော်လေးပြီးတဲ့ကဏ္ဍဒီမနေ့ဖြစ်မှာအလွန်အားကောင်းတယ်နော်ဒါကြောင့်မလို့ကြည်ပါအစားဆုံးလေးတော့ကဲနေတိုင်းကဏ္ဍလေးတွေသွားမယ်နေတိုင်းမှာကြိုက်နေတဲ့ကိုတွေမတွေလဲနေတိုင်းကဏ္ဍလေးတွေနော်တော်လေးပြီးတဲ့ကဏ္ဍလေးတွေအကောင်းဆုံးကဏ္ဍလေးတွေပဲရွေးပေးထားတာဖြစ်တဲ့အတွက်အဖွင့်ဝင်နိုင်တဲ့အကိုတွေမတွေနေတိုင်းကြီးစုံနေတဲ့အကိုတွေမတွေနော်မမမီဘောဝင်လေးဆောင်လေးနဲ့မှတ်သွားပါချစ်တော်လေးတွေအားလုံးပဲမနေ့ဖြန်25ရက်8လ2026အင်္ဂါနေ့မနက်မကြညနေကျင်းတည်ကြမယ်ကနလေးမနက်ပိုင်းမှာတော်လေးကနပါလိုက်နေ့လေတနာရီထို့တော်လေးလိုက်ရှိုးလွှင့်ပေးမယ်တော်လေးကနမနက်ပိုင်းမှာပါမလာဘူးဆိုရင်တော့ညနေကိုပြန်ပြီးကစားနေကုံအားကောင်းတဲ့ကနဖြစ်တဲ့အတွက်နေကုံကိုနော်မနက်မကြညနေကိုတင်ပြီးကစားပေးပါနော်ကဲမနက်ဖြန်မှာထိုးရမယ့်ပတ်တီးဒီ3ညပတ်တီး5ပတ်တီး3ည5ဝန်းချင်းဖြစ်ပါတယ်เนาะမနက်ဖြန်မှာတော့အကောင်းဆုံး2ကြိမ်စရာကိုတော့2ကြိမ်စလုံးစူးစမ်းပေးထားတယ်ကဲ2ကြိမ်သို့မဟုတ်เนาะအကယ်၍2ကြိမ်သို့မဟုတ်1ကြိမ်ကတော့တော်လေးဘက်ကအစွမ်းကုန်စူးစမ်းပေးထားတာဖြစ်တဲ့အတွက်အစားဆုံးလေးကြည့်သွားပါမနက်ဖြန်မှာအလွန်အားကောင်းတဲ့ပတ်တီးကတော့3ညပတ်တီး5ပတ်တီး3ည5ဝန်းချင်းဖြစ်တယ်3ညကြိုက်တဲ့ကိုတွေမတွေ3ညပတ်မယ်5ကြိုက်တဲ့မျိုးတွေ5ကိုပတ်မယ်3ညနဲ့ထိုးရမယ်3ညနဲ့ပတ်သက်ရင်3ညနဲ့ထိုးရမယ်မင်းရော4ကွက်တီ3ည3 3ည5 3ညခွန်3ည9ပါ3ည3 3ည5 3ညခွန်3ည9ပါ9နဲ့ပတ်သက်ရင်9နှစ်9 6 9ခွန်9 9ပါ
9နှစ်9ထောင်9ခွန်9ကိုပါအကိုဒီမတွေအားလုံးပဲ9နဲ့ထိုးရမယ်မရော4ကွက်ပြန်ခေါ်ပေးမယ်3ညနဲ့ထိုးရမယ်မရော4ကွက်ဒီ3ည3 3ည5 3ညခွန်3ည9 9နဲ့ပတ်သက်ရင်9နှစ်9 6 9ခွန်9ကိုပါအကြိုက်ဆုံးတကွက်ကောင်းလေးမပြောပြခင်မှာတော်လေးရဲ့၄လုံးအပီအတွက်အခွေလေးဒီ3ည5 8 4ပါနော်၄လုံးပြီးတော့အခွေလေးဒီ3ည5 8 4ပါ၄လုံးပြီးတော့ခွေလေးဖြစ်ပါတယ်ဘာနဲ့မှကတ်ထိုးစရာမလိုဒီ၄လုံးအပြီးတော့ခွေပဲထိုးပေးပါ3ည5 8 4မှာအပူးပါပါတယ်နော်အပူးဒီတလေးလာနေမနက်မှာကြာသွားပေမဲ့ကြံရအတွင်းကိုမကြောက်ဘူးလို့တော်လေးတို့ပြောလို့မရဘူးဒါပေမဲ့တော်လေးကြားဆိုင်ရှိလို့အပူးလေးကိုထည့်ပြီးပေးထားတာနော်3ညဘူး5ဘူး8ဘူး4ဘူးဒီအပြီးတော့အခွေမှာထိုးရမယ်ဆိုရင်အပူး4ခွက်တည်းစောရမယ်နော်3ညဘူး5ဘူး8ဘူး4ဘူးဆိုပြီးတော့အပူလေး4ခွက်ပါမယ်3ည3ည5 5 8 8 4 4ဆိုပြီးအပူလေးပါမယ်3ည5 8 4အပီတွဲကိုခွေထိုးပါအပူလေးထက်ကစားထားပါနော်အပူဒီအားစရာမလိုတဲ့အတွက်100ဘူးတက်နိုင်200ဘူးတက်နိုင်ထိုးတာကဲအကြိုက်ဆုံးတကွက်ကောင်းတော်လေးကြိုက်ဆုံးတကွက်ကောင်းဒီ3ညနဲ့ပတ်သက်ရင်3ည4တီတကွက်ကောင်း5နဲ့ပတ်သက်ရင်5 4တီတကွက်ကောင်းပါ3ညနဲ့ပတ်သက်ရင်3ည4တီတကွက်ကောင်း5နဲ့ပတ်သက်ရင်5 4တီတကွက်ကောင်းတော်လေးကြိုက်ဆုံးတကွက်ကောင်းလေးတွေဖြစ်ပါတယ်အကိုဒီမတွေအားလုံးပဲကဲကနန်းလေးတော့ကြားရတယ်သိရတယ်ဆိုကောမန့်မှာတစ်ချက်လောက်မှန်သွားပါအကိုဒီမတွေအားလုံးပဲအဖွဲ့ဝင်လေးတွေအားလုံးပဲမနေ့ပြန်အဖွဲ့ဝင်ကနန်းအဖွဲ့ဝင်မွေးကွက်အလွန်အားကောင်းတဲ့ကြံရဲ့အတွင်းကိုဆက်ပြီးကစားထားပါချစ်တော်မျိုးတွေအားလုံးပဲကဲတော်လေးရဲ့ဗီဒီယိုပိုင်းလေးကိုအစားဆုံးကြည့်ရှုနေတဲ့ကိုဒီမတွေလိုက်လက်မလေးနှိပ်ပြီးအားပေးပါတအူးစေတနာတအူးမြတ်တာဆိုသလိုအကိုဒီမတွေအတွက်ဒီလိုက်လက်မဘာမှမဟုတ်ဘူးဆိုပေမဲ့တော်လေးတို့အတွက်ကလိုက်လက်မတယောက်နှိပ်တယောက်အားရှိတယ်လိုက်လက်မလေးနှိပ်သွား channel ကို subscribe လေးတယောက်တစ်ချက်စီနှိပ်ပါအများမြင်အများတွေ့အများပေါက်တော်လေးအခုဗီဒီယိုဖိုင်လေးကို share မှု share အားလေးနဲ့ကူညီသွားပေးပါအကိုဒီမတွေအားလုံးပဲကဲတော်လေးရဲ့ပတိမယောကွက်ကလေးတွေပြောပြီးပြီဆိုတော့တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရင်နာပြစေအကိုဒီမတွေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေလူမှုရေးစီးပွားရေးအစစရအဆင်ပြေချုံးမွေးကြပါစေတော်လေးပြီးတဲ့ကနန်းနေနဲ့တိုင်းနေမှာငွေသွားထုတ်နိုင်ပါစေလို့အမျိုးတွေအားလုံးကိုစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကုလပါချစ်တော်လေးတွေအားလုံးပဲပေါက်ကြပါစေရကြပါစေရှင်နော်